သာသနာတော်နှစ်2550ခုနှစ်ဩဇာတက္ကသိုလ်1990ပြည့်နှစ်ကျန်သူနာစီဆောင်ရန်ကုန်တိုင်းဗရမမြို့နယ်အာဇာနည်လမ်းမင်္ဂလာပြုအသင်းချုပ်ဓမ္မယုံအသင်းဝင်စည်ရင်ကျင်းပပြုလုပ်အပ်သည့်မင်္ဂလာပြုအသင်းချုပ်ရှေတုသုံးသက်ဆောင်ဆွေးနွေးရေးအထူးတရားပွဲ၌ဟောကြားအပ်သောမေတ္တာနှလုံးအစဉ်သုံးတရားဝိဒနာတော်ဒီကနေ့ညဓမ္မတော်ခန္ဓာကိုစေဘောတော်အင်းရှင်တော်မြတ်ဗျာ၏မဟာကရုဏာကောင်အာယုပြုကတိတိဖတ်ဆိုအပ်သောဝန္ဒနာပနာမအဘိဓဘာသာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကဗံကောတိဟိတိယံသမေယံကာလံကရုံတော်တိဒုက္ခရာမိခေရံကတောလောကဝိတယနာသောနမောမဟာကရုဏိကတတတ္တာယောနာသောဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းဖားလည်းနာသမိယာကျေရှင်တော်မြတ်ဗျာသည်ကပ္ပဝတိဟိတိဘေကဝါအရေးသက်သင်္ချာတို့ပြည့်တော်လဲအဘေမေယံတိတတိုင်းတာဖော်ပြခြင်းမှာမစွမ်းနိုင်ပါသောကာလရတိရှင်သိနေမှာရှိကြသောကာလပတ်လုံးလောကဝိညာဏတတလောကဤအကျိုးစီးပွားအလုံးမှာအတိတဝေဒာနိယောသာတဲ့ခြေလက်အင်္ဂါမိဂ္ဂသုမသမိတာနှင့်တထာသတိဆုံးရည်ဤဟုကျတိချဝေငါတဲ့အစုအမှုခဲရတော်မူလို့ကရုဏာဘုရားသူယံဤတန်ကျိုးကိုအထုတော်ဘုရားသည်ဖြစ်၍ခေရဏရှင်ကျယ်လုံးအသက်ဆုံးတဲ့နှလုံးစိတ်ဝါဘုရောဤပင်မနေလို့ကတောဘဝကံစိတ်သာများစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတ္တမနောအများယဝေသားကဲ့သို့သလားရှိခြင်းမဟာကရုဏာရှင်ဖြစ်တော်မူသောတမ္ပနာတဘောဝိညာဉ်များစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါခြင်းနာထမိယာထုရှင်တော်မြတ်ဗျာအားနမောယတိကြောင့်ကြောင့်မဟောလျောလိကရောယောကျိုးရှိခိုးခြင်းသည်အသုဘဝတုစင်စစ်မတွေဖြစ်ပါစေတည်းမေတ္တာနှလုံးအစဉ်သုံးဒီနေ့2009ခုနှစ်စတင်ရောက်ရှိလာတဲ့ကမ္ဘာနှစ်ခုကာလအခါသမယမှာဘုရားမြတ်စွာဟောကြားတော်မူတဲ့ဒေသနာတော်တွေကကကစုပမသုတ်တံဆိုတာရှိအဲဒီကကစုပမသုတ်တံနောက်ပိုင်းကိုယူပြီးတော့ဒီဥက္ကရာဓမ္မလက်ဆောင်အနေနဲ့ဘုန်းကြီးတို့မေတ္တာနှလုံးအစဉ်သုံးဆိုတဲ့တရားကိုပေါ်ပြမှုဖြစ်ပါဒီနေ့ဒီဥက္ကရာကနေစပြီးတော့2009ခုနှစ်တစ်နှစ်လုံးဆိုနေ့ကနေရှေ့ဆက်ပြီးတော့လူတိုင်းသက်ရှိတဲ့ကာလပတ်လုံးမေတ္တာနှလုံးအစဉ်သုံးပါးကြမယ်ဆိုလို့ရှိရင်မိမိရောမိမိရဲ့ပတ်ဝန်းကျင်ရောအားလုံးမှာငြိမ်းချမ်းစွာနဲ့နေထိုင်ကြရမှာဖြစ်တယ်ဒီကနေ့ခေတ်ကြီးမှာအားလုံးကိုလေ့လာပြီးတော့ကြည့်လို့ရှိရင်မေတ္တာတရား၄ပါး6ခန်းလာတာကိုတွေ့ရှိရမှာဖြစ်ပါတယ်အလုံးစုံကြည့်လိုက်တဲ့ဆိုရင်မေတ္တာတရားတွေရောပါလာသည့်အတွက်ကြောင့်မေတ္တာဓာတ်တွေလဲလာသည့်အတွက်ကြောင့်
ဒီဘက်ကလေးချင်းကဘာကြီးပူဝေးလာတာလည်းဒီချက်လည်းပါကောင်းပါမယ်ပါဖို့ကိုရှိအနအိမ်ကျိုးဆက်ဆိုတာတော့ပြင်ပကိုကြည့်ပြီးတော့ပြောတကယ်ကြတော့သတ္တဝါတွေရဲ့နှလုံးသားထဲမှာမေတ္တာအငြိမ့်သက်ပြီးနေပါလာလို့လူရဲ့ခန္ဓာကိုယ်ကထွက်တဲ့အရာတွေကအပူတွေကြီးပဲဖြစ်လာပူလောင်တဲ့စိတ်ကထုံးလို့လိုက်တဲ့အရာတွေကပူလောင်တာတွေကြီးပဲဖြစ်လာလို့မေတ္တာဓာတ်တွေဒီကြီးခန်းဆောင်လာကြတယ်။ဒါကြောင့်မေတ္တာနှလုံးအစဉ်သုံးနိုင်မယ်ဆိုလို့ရှိရင်မိမိတို့ပဝန်းကျင်တဲ့ကမ္ဘာလောကကြီးတစ်ခုလုံးမှာဉာဏ်ဉာဏ်သာယာမှုရရှိနိုင်တယ်ဆိုဒီကမ္ဘာလုံးမငြိမ်းချမ်းနိုင်တော့မှပဲမိမိရဲ့စိတ်နှလုံးလေးငြိမ်းချမ်းမှုရအတွက်ကတော့မေတ္တာနှလုံးကိုသုံးရမှာဖြစ်တယ်။ထိုသောတာမှာလည်းလက်ဆောင်ရကဒီလေးတွေကိုသင်္ချာရှားဟောကြားတာဖြစ်တယ်။လူလောကမှာတဦးနဲ့တဦးမေတ္တာပြည့်စုံရာဆိုတဲ့နေရာဘယ်အရာအများဆုံးလဲသုံးမျိုးကိုဆက်ဆံတဲ့အခါမှာအပြောဆိုနဲ့ဆက်ဆံရတယ်အပြုအမူနဲ့ဆက်ဆံရတယ်အများဆုံးဝစီကံနဲ့ဆက်ဆံရအများသုံးမျိုးကိုပြောကြဆိုကြတဲ့အခါမှာသူပြောဆိုမှုကိုအခြေပြပြီးတော့မေတ္တာတရားမှုဖြစ်ကြတယ်လို့မေတ္တာခန်းချောင်းမှုလည်းဖြစ်ပေါ်လာစေတတ်တယ်။ဒါကြောင့်လည်းနေ့ဥက္ကာလမှာအာရုံသူတော်ရဲ့ပြိတ္တတွေဝစီကံနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာညွှန်ပြတဲ့အတိုင်းမိမိကိုယ်တိုင်ကရှင်းသုံးဖို့အရေးကြီးတယ်။အပြောဆိုနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဘယ်လိုတန်လိုက်ခံချမလဲဒီဥက္ကကဘုရားမြတ်စွာကဟောထားတဲ့အထက်မှာလောကလူတွေကစကားပြောတဲ့အခါမှာပြောတဲ့အချိန်ကမပြောတဲ့အချိန်ကသိပြီးတော့မစဉ်းစားဘူးမပြောတဲ့အချိန်ကိုပြောတာကိုမပြောတဲ့အချိန်ပြောမိလို့ရှိရင်ပြဿနာတက်ဒါကတော့လောကလူတွေအားလုံးသိနေမပြောတဲ့အချိန်ပြောလိုက်ရင်ပြဿနာတက်ဒီကနေ့သာသမီကမှမပြောတဲ့အချိန်ဆိုတော့လူကြားလူချမ်းမပြောတဲ့အချိန်ပြောလို့ရှိရင်မခံနိုင်ဖြစ်တတ်တယ်ဒါကြောင့်အချိန်ဆိုတာကြည့်ရတယ်တက်တော်တဲ့အချိန်လားမတက်တော်တဲ့အချိန်လားပြောသင့်ပြီလားမပြောသင့်ဘူးလားဆိုတဲ့အချိန်တိုင်းပြောဖို့အမှန်တမ်းအရေးကြီးတယ်ဒါကြောင့်စကားအပြောနဲ့ပတ်သက်ပြီးဘုန်းကြီးတို့တွေဒီနေ့လိုက်နာရှင်းသုံးဖို့တစ်ခုကမှလို့ပြောတဲ့အချိန်မှသာပြောမယ်မပြောတဲ့အချိန်မပြောဘူးဒီတစ်ချက်ဒီနေ့ကလည်းငါစကားပြောတော့မယ်ဆိုရင်ပြောတဲ့အချိန်မှသာပြောမယ်မပြောတဲ့အချိန်ကငါမပြောဘူးဘုရားမြတ်စွာရဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ကာမေနဝက္ခာတိလောအပ္ပမေနကာမေနပြောပတ်လို့ပြောတဲ့အချိန်တန်မှသာလေဝက္ခာတိပြောမယ်အပ္ပမေနအချိန်မတန်တဲ့အခါမျိုးမှာဆိုရင်လောဝက္ခာတိမပြောဘူးဒါလည်းနိုင်နိုင်စံတော်တရားတွေတစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုရင်ဘုဒ္ဓေနဝက္ခာတိလောအပ္ပဒေနလူတွေကမှန်တာလည်းပြောတာပဲမမှန်တာလည်းပြောတာဟုတ်တာလည်းပြောမဟုတ်တာလည်းပြောဟုတ်လည်းပြောမဟုတ်လည်းပြောအပြောနဲ့ပတ်သက်ပြီးရှင်းနေတယ်ဒါကြောင့်မလို့ဒီကနေ့ကစပြီးတော့ငါဟုတ်တာကိုပြောမယ်မဟုတ်တာကိုပြောဘုဒ္ဓေနပုံမှန်တာကိုဝက္ခာမိပြောမယ်အဘုဒ္ဓေနမဟုတ်တာဆိုတာငါမပြောဘူးလောဘကမိမပြောဘူးဟော
ဒါဒုတိယတဏှိခံချပြီးလိုက်မှကျင့်တော့မယ်တစ်ချက်နောက်တစ်ခုကဘာလို့ဆိုရင်တန်လေနဝက္ခမိလောဘုဒေနတန်လေနလူညံတိတ်လို့ဆိုဝက္ခမိပြောမယ်ဘုဒေနချမ်းသာချမ်းသာလောဝက္ခမိမပြောလောကလူတွေကစကားကိုပြောတဲ့အခါမှာသိမရေးချင်ဘူးကိုယ်စိတ်ထဲမှာရှိရင်ရှိတဲ့အတိုင်းလုပ်လိုက်စိတ်အလိုမပြဖြစ်နေတဲ့အချိန်မှာရင်ကြီးကြီးတိမ်တိမ်လို့ပြောချင်မှပြောတယ်ရိုင်းရိုင်းဆိုင်ဆိုင်ကြမ်းကြမ်းထန်ထန်ပြောချင်ပြောပြလိုက်ကြတယ်စကားမှာအဲ့ဒါကြောင့်လို့မြတ်စွာဘုရားကကိုယ်ကိုစောင့်ကြည့်ကြပါတဲ့ငါစကားပြောလို့ရှိရင်တိမ်ဝိလူမြတ်ရင်ကျိဖွယ်ရာလို့ကပြောတယ်ကြမ်းတမ်းရိုက်ကြတဲ့စကားကိုငါမပြောဘူးဒါကတစ်ချက်နောက်တစ်ချက်ကအဋ္ဌတန်ဟိတေနဝက္ခမိနောအနတ္ထတန်ဟိတေနအဋ္ဌတန်ဟိတေနအကျိုးရှိတဲ့အရာကိုသာလည်းဝက္ခမိပြောမယ်အနတ္ထတန်ဟိတေနအကျိုးမရှိတဲ့အရာကိုနောကပြောလောကမှာလူတွေကစကားပြောတဲ့အခါမှာအကျိုးရှိတာကြီးပြောတာမဟုတ်ဘူးအကျိုးမရှိတာလည်းပြောတယ်အကျိုးကြောင့်စီရင်မှုရှိတာကိုကြီးပြောတာမဟုတ်ဘူးအကျိုးကြောင့်စီရင်မှုမရှိတာကိုလည်းပြောကြတယ်မရှိမဆိုင်ပြောဒါကြောင့်လို့တချို့ကပြောတယ်မလားမင်းမဆိုင်တဲ့ဘာလို့ပြောမရှိမဆိုင်စကားတွေနာမပြောနဲ့ဟောအထက်တန်ကြီးကဖြစ်ရမယ်ဒါကြောင့်ဒီအချက်လည်းကိုယ်ကိုယ်တိုင်ဆုံးဖြတ်ပြီးကိုယ့်ရဲ့လက်ကိုထိန်းသိမ်းဆောင်လေ့ကျင့်ဖို့အတ္တတိုင်းတေကအကျိုးရှိတဲ့စကားမျိုးကိုသာလည်းဝက္ခမိပြောမယ်အနတ္ထတိုင်းတေကအကျိုးမရှိတဲ့စကားမျိုးကိုမပြောဘူးလို့လောဝက္ခမိမပြောဘူးလို့ဒီလိုဒိဋ္ဌံမှာနောက်တစ်ချက်ကဘာလို့ဆိုမေတ္တာစိတ်တာပဝက္ခမိနောဒေါသံကလူတွေကစကားပြောလို့ဆိုလို့ရှိရင်စိတ်ထဲမှာရှိတဲ့အတိုင်းစိတ်ကြီးနေရင်တော့ကောင်းကောင်းမွန်ပြောတယ်စိတ်မကြီးဒေါသထွက်နေရင်ကောင်းကောင်းမွန်ပြောတော့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကဆောင်းကြည့်ထားပါတယ်ကိုယ့်ကိုမေတ္တာစိတ်တာပဝက္ခမိပြောလို့ဆိုရင်မေတ္တာစိတ်နဲ့ပဲပြောမယ်တဲ့ဒေါသစိတ်နဲ့ငါမပြောပါဘူးဟောစကားပြောတဲ့အရာမှာတုံးနဲ့တူမေတ္တာမပြတ်ဖို့ကိုယ့်ကိုယ်ကိုထိန်းသိမ်းဆောင်ရှောက်ကိုယ်ကိုယ်တိုင်ကအရင်ဒီလိုရှင်းတော့ရမယ်ပြန်ပြီးပြောမယ်ဆိုရင်ပြောတဲ့အချိန်မှပြောမယ်မပြောတဲ့အချိန်မှမပြောဘူးမနာဝသာပြောမယ်မမနာဝငါမပြောဘူးပြောရင်လည်းချင်းချင်းနာနာရင်ရင်ကြီးကြီးကိုပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်မပြောဘူးပြောတဲ့အခါမှာအကျိုးရှိတဲ့စကားကိုသာပြောမယ်အကျိုးမရှိတဲ့စကားကိုမပြောဘူးပြောတဲ့အခါမှာမေတ္တာစိတ်နဲ့လို့ပြောတယ်ဒေါသနဲ့တော့မပြောဒီမြတ်စွာဘုရားရဲ့အဆုံးအမကိုကြည့်ရှင်းပြတော်ကြီးကပြောတယ်စိတ်ဆိုးနေရင်စကားမပြောနဲ့ဆိုအဲ့ဒါပြောတာနော်စိတ်ဆိုးနေရင်စကားမပြောဘာလို့စကားကောင်းမထက်တယ်ဒါကြောင့်မိမိကိုယ်တိုင်ကအခုလိုစကားပြောတဲ့စီကံလေးကိုယ့်အကိုချထားပြီးကိုယ့်အကိုတတိထားပြီးတော့ဒီတိုင်းတိုင်းမှာကျင့်သုံးလိုက်မယ်ဆိုရင်မိမိနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ကိုပြဿနာတက်เสียအကြောင်းမရှိဘူးမေတ္တာနှလုံးပြည့်เสียမရှိဘူးတဲ့မေတ္တာနှလုံးပြည့်သွားတာကိုယ့်ရဲ့အပြောဟာမပြောတဲ့အချိန်တော့ပြောမိရင်လည်းပြဿနာဖြစ်တယ်မဟုတ်တာတော့ပြောမိရင်လည်းပြဿနာဖြစ်တယ်ချမ်းသာချမ်းသာတော့ပြောမိရင်လည်းပြဿနာဖြစ်တယ်အကျိုးမရှိတဲ့စကားမျိုးတော့ပြောနေရင်လည်းပြဿနာတက်တယ်ဒေါသနဲ့ပြောရင်လည်းပြဿနာတက်တယ်ဒါကြောင့်မို့အပြောအဆိုကိုယ်ကိုယ်တိုင်ကစီကံချပြီးတော့ခုလိုလိုက်နာဖို့
ဘုရားမြတ်စွာဒီလိုခေါ်တာနော်မြတ်စွာဘုရားဟောထားတဲ့တရားတွေကလက်တွေ့ကျင့်သုံးဖို့လိုက်နာဖို့ခေါ်တာလို့ရှိတယ်အကုန်လုံးတကယ်လက်တွေ့လိုက်နာပြီးတော့ကျင့်သုံးရမယ်ဆိုလို့ရှိရင်ကြည့်ရောက်တဲ့အကျိုးကျေးဇူးတွေပါလားဒါဘုရားရဲ့တရားတော်လူချင်းဆက်ဆံတဲ့အခါမှာလူလောကမှာပြဿနာအကျက်ဆုံးမှာလို့ဆိုရင်အပြောဆိုတယ်ဒါကြောင့်လို့စကားများပြီးရဲ့ဆိုတာအဲ့စိတ်ထဲတွေးကြည့်ရတဲ့လက်ရှိပါဘူးစကားများပြီးရဖြစ်တာဒီရက်ဒီနေ့ဒီလူနှစ်ယောက်ဟာဒီဈာများပြန်ဖြစ်ကြတယ်ပြီးတော့လောကမှာမကြည်မလန်းဖြစ်တာဆိုရင်ဘောရမှာဘုလူအတင်ကျော်လို့ဘုလူကဘယ်လိုပြောတာလဲဆိုတာတွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်ကြတယ်ငါ့ကိုဘယ်လိုပြောကြတာလဲဘုလူစီကတစ်ချိန်ကြားရတယ်ဟောပြဿနာလေးတက်အပြောအဆိုပြဿနာတက်ဆုံးနေဒါကြောင့်လို့ဒီချက်တွေကိုမြတ်စွာဘုရားလေးနဲ့ထားပြီးတော့ဟောလောကဆိုတာလူကြီးဆိုတာလောကီအစုပ်လူလုံးလုံးကမဟုတ်လဲပြောဟုတ်လဲပြောနော်လောကမှာရှိတဲ့လူတွေကပါဇက်ဆိုတာပြောလို့ရနဲ့စားလို့ရထားတာဆိုတော့ပြောချင်ရင်ပြောကြတဲ့အနေအထားရှိနှုတ်ခမ်းမှာစိတ်ကမ်းရှိအခုဒါကြောင့်လို့ရသော်ဘုရားကအပြောနဲ့ပတ်သက်တဲ့စိတ်ကမ်းချက်ကလေးတွေခုချပေးတာနော်ပြောနဲ့ပတ်သက်တဲ့စိတ်ကမ်းချက်အဲ့ဒီပြောနဲ့ပတ်သက်တဲ့စိတ်ကမ်းတဏှာလေးကိုကိုယ်တိုင်လိုက်နာပြီးပြောမယ်ဆိုရင်ကိုယ့်ဘက်ကပြဿနာတက်ဆက်မရှိပါဘူးကိုယ်အပြောဆောင်တခြားပုဂ္ဂိုလ်တရားမျက်နှာပြလည်းအကြောင်းရှိတော့အေးတို့တော့ကိုမြင်နေရတဲ့ society တွေကနှုတ်စည်းကမ်းရှိတဲ့လူတွေရှိတယ်လို့နှုတ်စည်းကမ်းမရှိတဲ့လူတွေကလည်းအများကြီးတယ်ပြောချင်ပြောတဲ့ပုဂ္ဂိုလ်တွေကအများကြီးဆိုတော့ပြောချင်ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့စကားကိုနားထောင်ပြီးတော့ပြဿနာလိုက်တဲ့နေနေဆုံးတော့နော်အဲ့ဒါကြတော့မြတ်စွာဘုရားကမေတ္တာနှလုံးအစဉ်တော်မေတ္တာနဲ့ခုခံရတယ်လို့ပြောနော်ပြောချင်တဲ့လူတွေဘာပဲပြောပြောမြတ်စွာဘုရားဒီတုတ်ကံမှာအဲ့ဒါကိုခေါ်တာဒီလောကလူတွေဆိုတာပြောခြင်းနဲ့အချိန်ပြောခြင်းနဲ့ပြောတာပဲမပြောခြင်းနဲ့အချိန်ပြောခြင်းနဲ့ပြောတာပဲဟုတ်တာမှန်တာပြောတာလည်းရှိတာပဲမဟုတ်တာပြောတာလည်းရှိတာရင်းချင်းပြောတာလည်းရှိတယ်ရရဲတိုင်းတိုင်းပြောတာလည်းရှိအကြောင်းကျိုးစီရောအောင်ပြောတာလည်းရှိတယ်အကြောင်းကျိုးမရှိရောတာတွေကိုပြောတာလည်းရှိတယ်မေတ္တာစိတ်နဲ့ပြောတာလည်းရှိတယ်ဒေါသနဲ့ပြောတာလည်းရှိတယ်အပြောအမျိုးမျိုးတွေဒီကိုယ်တိုင်ကြုံတွေ့ကြရမှာဒီလောကဒီအတိုင်းဝိုင်းနဲ့နေလို့ရှိရင်ဘုရားမြတ်စွာကိုယ်တိုင်ဒါတွေကသက်မှန်ပြောတာဟုတ်မြတ်စွာဘုရားကိုလာပြောတဲ့ပုဂ္ဂိုလ်တိုင်းကယဉ်ကျေးကျေးပြောရတာမဟုတ်ပဲရဲရဲဆိုင်ဆိုင်ပြောတာအများကြီးရှိတာပဲ။တာယုံထဲမှာပါတဲ့အကောသကဘာရတော်ကဆိုဘုရားကဆွဲတဲ့လူတော်ရှိတယ်။အဲ့ဒီလိုရဲရဲဆိုင်ဆိုင်ပြောတဲ့စကားတွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်နေလဲဆိုလို့ရှိရင်လောကကြီးကပြဿနာဖြေရှင်းလို့ရနိုင်တဲ့အကြောင်းရှိ။ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘယ်လိုစကားမျိုးနဲ့လာပြောတဲ့ဘာကိုလိုက်နိုင်ရမလဲဆိုရင်မြတ်စွာဘုရားချက်၅ချက်ဟောထားတယ်ရှိဒီကက္ကစုပမတုတ်ကက္ကစဆိုတာလွှတ်ကိုပြောဒီခွဲတဲ့လွှတ်ကြီးကိုဘယ်ဒီပဲလက်ကင်ပါတယ်အစ်လုံးကြီးခွဲတဲ့လွှတ်ကြီးကက္ကစဥပမာဆိုလွှတ်သွားတဲ့ဥပမာပြီးလွှတ်ဥပမာနဲ့ခေါ်ထားတဲ့သုတ်တံကိုကက္ကစုပမသုတ်တံလို့ခေါ်တယ်အဲဒီသုတ်တံရဲ့ရှေ့ပိုင်းကရဟန်းတော်ဘာကိုအကြောင်းပြုတယ်အဲ့ဒါလည်းဒီစကားကြောင့်ပြဿနာတက်တာပဲအဲဒီကိုယ်တော်ရဲ့ကွယ်ကခက်ခုနာတဲ့ကုခက်ခုနာ
လူဘဝတော့ကသဒုံကြီးနဲ့နေခဲ့လို့သူ့ကိုမောရိယခတုနာနဲ့ခေါ်တယ်မှာသင်္ဃဝလာတဲ့ခါကျတော့ဘိက္ခုနီတွေနဲ့အမတန်အကြောင်းဝင်ဘိက္ခုနီတွေနဲ့အမတန်ခင်မင်ရင်းကြီးခင်မင်ရင်းကြီးတော့ပြဿနာဖြစ်တယ်ပြောဆိုမှုတွေကတတ်တာရင်ပြဿနာဖြစ်တယ်မခံဘူးဒီကိုယ်တော့အဖြစ်ကိုပြောတာကြားရင်လည်းဘိက္ခုနီတွေကမခံဘူးရံတွေးရတယ်ဘိက္ခုနီတွေရဲ့အဖြစ်ကိုပြောလို့ရှိရင်လည်းဒီကိုယ်တော့မခံဘူးလို့ဟောဘုရားလက်ထက်ကဖြစ်နေပုံနော်အပြောမှာပြဿနာတက်တယ်ဆိုတာဒီကနေ့လည်းအပြောနဲ့ပြဿနာတက်တာအများကြီးပေါ့နော်ဒါကြောင့်လို့နှုတ်ကိုစီကံထားရမှာတော့ခုနအချက်တွေနဲ့စီကံထားလိုက်ရင်ဖြစ်တော့အဲဒီလိုပြဿနာတွေတက်လာတဲ့အခါကျတော့မြတ်စွာဘုရားခေါ်ပြီးဆုံးမတယ်သူခေါ်ဆုံးမအဲ့လိုခေါ်ဆုံးမလို့ပဲဘုရားကိုခံမပြောလို့လည်းသူစိတ်ထဲကပြင်တဲ့သဘောမရှိဘူးအဲ့ဒီပြင်တဲ့သဘောမရှိလို့မြတ်စွာဘုရားကယဟန်တွေဒီတုတ်တန်နဲ့ပတ်သက်ပြီးဟောဒီကြားထဲမှာမြတ်စွာဘုရားကငါမရှိသေးလို့ဆိုလို့ရှိရင်လောကမှာတဲ့ကိုယ်ပေါ်မှာတောင်းကျင်ကကောင်းနေလို့ကိုယ်ကကောင်းနေတာဆိုလိုတာကသူများတွေကတောင်းနေလို့ကောင်းနေတဲ့သူတော်ကောင်းမျိုးမဖြစ်စေနဲ့ပေါ့ကျင့်တဲ့ပုပ္ပဝဉ္ဇဉ်သိကောင်းတယ်လေကိုယ်ပေါ်မှာဘာမှအပြစ်မလုပ်ကြဘူးဝိသနာတိုင်းအကုန်ဖြစ်နေတဲ့အခါကျတော့ဒီလိုသဘောကောင်းနေတာသဘောကောင်းလိုက်တာလည်းဖြစ်ပတ်ဝန်းကျင်ကကောင်းရင်ဒီကသဘောကောင်းနေကြတယ်ပတ်ဝန်းကျင်အဆိုးကြီးကျုံတဲ့အခါကျတော့သူသဘောကောင်းမလားမကောင်းဘူးလားဆိုတာထင်ရှားလာတယ်တချို့လည်းတစ်စုံတစ်ခုရပြီးတော့ပြေပါပေးခံနေရလို့သဘောကောင်းနေတဲ့သူကမရှိသေးဘူးဥစ္စာပေးခံနေရလို့သဘောကောင်းနေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့တော့အဲ့လိုပုဂ္ဂိုလ်မျိုးဟာတကယ်သဘောကောင်းတာမဟုတ်ဘူးသောတတတကယ်ရည်ကြီးတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးနိဝါဒဘယ်တော့မှစိတ်မဆိုးတဲ့သဘောကောင်းတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးဥပဒန္တစိတ်နှလုံးငြိမ်းအေးနေတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးတဲ့သူများကပတ်ဝန်းကျင်ကကောင်းနေလို့စိတ်ဆိုးစရာမရှိလို့မဆိုးတာစိတ်ဆိုးစရာရှိရင်ဆိုးမှာတော့ဒီကိုယ့်ကိုစဉ်းစားကြည့်ပေါ့ငါကောင်းနေတာငါပတ်ဝန်းကျင်ကကောင်းနေလို့ငါကောင်းနေတာလားတကယ်ကိုပတ်ဝန်းကျင်ကမကောင်းတဲ့အချိန်မှာငါကောင်းနေနိုင်ရလားတော့စဉ်းစားဖို့နော်ကိုယ်ထော်တော်ကလုံးနေတဲ့ပုဂ္ဂိုလ်ရဲ့ကြားထဲမှာငါစိတ်ကဘလောက်ထိနေတယ်ပေါ့ဒီလိုစဉ်းစားဒါကြောင့်မြတ်စွာဘုရားကဒီတုတ်တန်ရှေ့ပိုင်းမှာငါချင်းဟောတာလို့ဆိုတာဝတိဒီမှာတဲ့ဝိရိဟိတာဆိုအိရှင်မကြီးကြားရှိအဲ့ဒီအိရှင်မကြီးရဲ့အိမ်စီအမျိုးသမီးကာမီတဲ့ကာမီကသိတော်တယ်ဘုရားရှိတော်တယ်လုတ်တတ်တယ်ကိုင်တတ်တယ်သမင်းချက်တယ်နော်ချက်ပြုတ်သိတော်တယ်အိမ်တန်ရှင်းကြီးသိတော်တယ်လုပ်ငန်းကိုင်တာတွေဘုံသိတော်တယ်အစကရာအိရှင်မကြီးကဘာမှကြည့်ကြမလို့ကာမီကအကုန်လုံးလုပ်တဲ့အခါကျတော့ပတ်ဝန်းကျင်ကထင်ရတာဩတခါမှဒီအိရှင်မကြီးကစူရာဆဲတာလည်းမကြားရဘူးသူအများအားပြုံးပြီးတော့သိသဘောကောင်းတဲ့အိရှင်မကြီးတဲ့သောရကသိသဘောကောင်းတဲ့မိဝါဒသိငြင်းငြင်းချင်းချင်းနေရတဲ့ဥပဒန္တသိစိတ်နှလုံးအေးချမ်းတဲ့သဘောကောင်းတဲ့အိရှင်မကြီးလို့ပတ်ဝန်းကျင်ကယူဆပြီးသူကနာမည်ကျော်နေတယ်အဲ့ဒီလိုသူသဘောကောင်းနေလို့နာမည်ကျော်နေတဲ့အချိန်မှာကာလီဆိုတဲ့အမျိုးသမီးကစဉ်းစားတယ်ငါတုံးနေလို့သူကောင်းတာလားတော့ငါအိရှင်မျိုးသမီးကပင်မိုးကသဘောကောင်းတာလားစမ်းနေပေါ့နော်စမ်းကြည့်နေတယ်တကယ်ပင်မိုးစိတ်ကကောင်းတာလားအိမ်မှုကိစ္စတွေငါကပြောစရာဆိုစရာမရှိအောင်အလေးအနည်းမရှိအောင်သူစိတ်သဘောကြအကုန်လုံးပြေးထားလို့သူ
ဘောကောင်းနေတာလားငါစမ်းကြည့်အောင်မယ်ဆိုကာလီအိမ်မှာလို့တဲ့ကာလီဆိုတဲ့မြေဝင်ရှိကတော့ဂျုံမခေါ်နောက်တည့်ရတော့ခါတိုင်းမနဲ့စောတော့ထားပြီးအိမ်မှုကိစ္စတွေလို့အဲ့ဒီကြတော့ထားလင်းအောင်အိတ်ပြလိုက်တမင်တကာစမ်းတာတော့လင်းအောင်အိတ်လင်းအောင်အိတ်လိုက်တော့ခုပြလို့ဆိုမလဲဆိုကော်ဖီတောက်မှာပေါ့နော်ကော်ဖီတောက်ဆိုရင်ရေရမတရားလေးပါမလို့အညာမလို့သမီးရမဆက်ရလေးညနေတိရမတရားလေးအကုန်လုံးအိရှင်မကြီးကဘာဖြစ်တာလို့မချပါလားခါတိုင်းဒီချိန်ကုန်ပြင်းစင်ပြီးအစနဲ့အဲ့ရထိုင်စားလို့တော့ပုံစံလူကြီးကလို့ကာလီဘာဖြစ်တာလို့ဆိုတော့ဘာမှဖြစ်ပါဘူးလေပြောဘာမှဖြစ်ဘူးဘာလို့မချရလဲဆိုဘာမှဖြစ်ဘူးဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒီမျက်စောင်းချိုးမျက်မှောင်ကြီးကုတ်ပြီးကြည့်တော့စိတ်ကတော့စိတ်ထဲမှာစိတ်ဆိုးလာတဲ့အိမ်သာတော့ဘာမှတော့မပြောဘူးမျက်မှောင်ကုတ်မျက်စောင်းချိုးပြီးကြည့်တော့အဲ့ဒါကတော့ဟင်းလို့တော့မဟုတ်နော်အဲ့တော့ကာလီကကဲခတ်တယ်အေးငါ့အိရှင်မကြီးကငါကောင်းနေလို့သူပြောနေတာပဲတေလူဘောကောင်းတာမဟုတ်ဘူးငါဆက်ပြီးတော့စောင့်တတ်အောင်မယ်ဆိုနောက်တည့်ရက်ကျတော့ပို့ပြီးတော့အိတ်လိုက်တယ်ပို့ပြီးတော့နေပြင်းအောင်အိတ်အဲ့ဒီလိုပို့ပြီးတော့နေပြင်းအောင်အိတ်တဲ့အခါကျတော့ကာလီဘယ်လိုအိတ်ဘာလို့မချသေးလဲဘာမှမဖြစ်ပါဘူးဆိုတော့အဲ့ဒီလေးကျတော့နှုတ်ကနေထုတ်ပြီးတော့မင်းဒီကောင်မတော်ပြီးချင်းချင်းနဲ့ဖြစ်သွားပြီ။သစ္စာကထွက်လာပြီ။စမ်းတဲ့။အဲ့နောက်တည်းဆက်စားအောင်ပဲပေါ့။ဒီပင်ကိုကောင်းတာမဟုတ်ဘူး။ငါကောင်းလို့ကောင်း။ငါတော်လို့သူကောင်းနေတာပဲ။နောက်တည်းဆက်စားအောင်ပဲဆိုပြီးတော့၃ရက်ရောက်တဲ့နေ့မှာပို့ပြီးတော့နေရအောင်အိတ်လိုက်တဲ့အခါကျတော့ဆက်ကလေးနေတော့မအိတ်လားမနေ့ကလည်းအိတ်တယ်ဒီနေ့ကလည်းအိတ်တယ်အခုလည်းမထားမဖြစ်တယ်ငါမှမဖြစ်အောင်ပဲဘာမှမဖြစ်ပဲအိတ်ရမလားလို့ဆိုပြီးတော့နော်တန်ကောင်းဆိုတာရှင်းတော့အတွင်းထဲကဂလန့်ချထားတယ်တန်ကြောင်းကောက်ကြီးနဲ့ယူပြီးတော့ကာလိခေါင်းကိုရိုက်ခွဲလိုက်တယ်ဘုန်းကြီးများကသူ့ရဲ့ဒေါ်လာကိုထွက်လာအဲဒီလိုထွက်လာပြီးတော့ကိုကြီးလက်ရောက်ရိုက်နေလိုက်တဲ့အခါကျတော့ခေါင်းကွဲတော့သွေးထွက်သွားကာလီကစမ်းတတ်ရတာမလွယ်ဘူးတော့ခေါင်းကွဲခံပြီးတော့စမ်းတတ်တာသူကလည်းအိမ်ပြင်ထွက်ပြီးတော့ကဲအရိုက်ကလေးကြီးကြပါဦးသဘောပေါက်နေဆိုတဲ့သခင်မကြီးကြီးလမ်းမအောင်နဲ့ရိုက်လိုက်တာဟာဒီသွေးတွေကိုထွက်ပြီးခေါင်းကြီးကွဲနေပါပြီဆိုပြီးတော့အိမ်သားကြီးချင်းနေလက်ပြောတယ်ဘယ်လိုသဘောကောင်းလဲဆိုတာဘယ်လိုသဘောကောင်းလဲဆိုတာကိုယ်အိမ်မှာဝတရားကြည့်တဲ့ဂျုံမအောင်းလို့ရိုက်နေလိုက်တာခေါင်းကြီးကွဲသွားပြီဆိုပြီးတော့အရက်ထဲမဲ့ပြောလိုက်တာဟောအဲ့ဒီနေရာစပြီးတော့သဘောကောင်းတယ်ဆိုတဲ့အိရှင်မကြီးကအိုးဆိုးလိုက်တဲ့အိရှင်မကြီးဆိုးလိုက်တဲ့အိရှင်မကြီးနဲ့ချက်ချင်းတကယ်လို့ပေါ့ပေါ့ဒါကြောင့်လို့အရှင်ကရာဆရာကြီးကအဲ့ဒီနေရာလေးမှာရေးချတာမှတ်သားစရာကောင်းတယ်ခုနနာမတဏိကံအခိသန္တိဂုံဆိုတာဖြည်းဖြည်းလေးတက်လာတာဒေါမောခဏလေးဝပတ်ချတယ်ဒီမကောင်းတဲ့ရင်ကြတော့ချက်ချင်းကြံနေတယ်ဂုံရဖို့ဆိုတာအချိန်အများကြီးယူနေတယ်နော်လူတယောက်ဂုံတက်လာဖို့ဆိုတာဖြည်းဖြည်းလေးမှတက်တာချက်ချင်းဂုံတိုင်းမတက်ဘူးတဲ့တို့တော့အပြစ်ဆိုတာကြတော့တမဟုတ်ချင်းပြန်သွားနိုင်မကောင်းတဲ့ရင်ကြကောင်းတဲ့ရင်မှာဖြည်းဖြည်းလေးပဲပြန်တယ်မကောင်းတဲ့ရင်ကြတော့ချက်ချင်းပြန်တယ်အဲ့ဒီဟာစပြီးတော့ဝီလီကြီးကဆိုရဲအရှင်မကြီးကဆိုးလိုက်တာနဲ့ဖြစ်သွားကြသဘောကောင်းတဲ့ဆောင်ရှိတော့ရသဗျာကဘာမှမလုပ်တယ်လို့ဆိုရင်သူများကျော်လို့ကောင်းနေတဲ့အကောင်းကြီးမဖြစ်စေနဲ့ဖြစ်တယ်
င်ကိုယ်ကမကောင်းလို့ဒီလိုဖြစ်ရတာပင်ကိုယ်ကကောင်းရင်ဒီလိုရိုက်မဲ့တည်ရှိအောင်ဘယ်ဒေါ်လာဆက်မလဲပင်ကိုယ်စိတ်ဓာတ်ကကောင်းနေလို့ရှိရင်မဖြစ်ဘူးအဲ့တော့ပင်ကိုယ်ကကောင်းအောင်ကျင့်ပါလို့ဒီလိုပြောလို့ပေါ့အဲ့ဒီနောက်မှာမြတ်စွာဘုရားလောကလူတွေချင်းချင်းနေကြတယ်ဆိုတဲ့ခါမှာတဲ့ခေါင်းကစကားမျိုးမျိုးကိုလည်းပတ်တယ်ပြောလိုက်တယ်စကားနဲ့မျိုးမျိုးကြားအောင်ကိုယ်ကြောင့်ပြောတဲ့အခါမှာပြောတဲ့အချိန်ကိုပဲလာပြောတာမျိုးဖြစ်တယ်မမှန်မကန်ပြောတာမျိုးတွေလည်းကြုံနိုင်တယ်ရိုင်းရိုင်းပြပြပြောတာမျိုးတွေလည်းကြုံနိုင်တယ်ကျိုးကြောင်းစီပြောမှုမရှိဘဲပြောတာတွေလည်းကြုံနိုင်တယ်ဒေါသနဲ့လာပြောတာတွေလည်းကြုံနိုင်တယ်အဲ့ဒီလိုကြုံလာခဲ့လို့ရှိရင်ဟောဒီစကားမုံတိုင်းတွေကိုငါနဲ့ခံရတယ်မြတ်စွာဘုရားဒီဉာဏ်မေတ္တာနှလုံးအစဉ်တော်ကိုပြောတာအဲ့တော့မြတ်စွာဘုရားကချင်းချင်လေးပေးတာပါပေးတာနာမောစိတ်တံဝိပရိနတံဘဝိတ္တိအဲ့ဒီစကားမျိုးကြီးကြားလာရပြီကိုယ်ကိုယ်တိုင်အပြောခံလာရပြီဆိုလို့ရှိရင်နာမောစိတ်တံဝိပရိနတံဘဝိတ္တိငါစိတ်ကအပြောင်းလဲမဖြစ်စေရဘူးလို့ထင်တယ်ခုနကာလီနဲ့ဟိုအရှင်မာကြီးမထင်နိုင်ဖြစ်သွားတယ်တသမမှုကိုပြောလာပြီဆိုလို့ရှိရင်နာမောစိတ်တံဝိပရိနတံငါစိတ်လေးကသင်္ကိုယ်စိတ်ကလေးရနေပြီးတော့ပြတ်သွားတယ်ရုပ်ပြည့်စင်တဲ့စိတ်မျိုးမဖြစ်စေရဘူးဆိုလိုတာကစိတ်မဆိုးနေလို့ပြောတာနော်စိတ်ဓာတ်ကပြောင်းလဲမသွားစေနဲ့တဲ့အပြောင်းမခံရခင်ကစိတ်ကတစ်မျိုးကိုယ်လာပြောလို့အပြောခံရတဲ့အခါစိတ်ကတစ်မျိုးဖြစ်သွားရင်ပြောင်းလဲသွားတယ်ခေါ်တာပေါ့အပြောမခံရခင်ကစိတ်ကလေးမျိုးတိုင်းချိန်ထားပါတဲ့အပြောခံရတဲ့အခါမှာမျက်နှာကြောတင်းသွားတာတို့ပြန်ဆဲတာတို့ဒါမျိုးတွေဖြစ်လာနေတယ်ပေါ့နော်အဲ့ဒါစိတ်ကလေးကိုပြောင်းလဲမဖြစ်ပါစေနဲ့မြတ်စွာဘုရားမဖြစ်အောင်နေတယ်လို့ရှင်းပါမြတ်စွာဘုရားကရှင်းခိုင်းတာဒါတရားရှင်းတယ်ဆိုတာပဲတရားရှင်းတယ်ဆိုတာအများကသိနေတယ်ဘယ်တော့တရားရှင်းနေတယ်တရားချုပ်နေတယ်ဆိုတင်းတင်းကြီးခွေတော့ဘူးကြီးတုပ်ပြီးဝဲစိတ်လေးပြိတ်ပြီးတော့တရားထိုင်နေမှာတရားရှင်းနေချင်တာဟုတ်အဲ့ဒီရှင်းတာကတစ်မျိုးနော်သမာဓိရှင်းတဲ့တစ်ခုနဲ့ရှင်းဟောတာတရားရှင်းနေစတယ်ကိုယ်စိတ်လေးကိုဒီကနေ့ဒီကုက္ကလာ determination determine လုပ်တာတန်လေးခံစားဒီလိုအပြောင်းမျိုးနဲ့ကျုံးလာလို့ရှိရင်မစိတ်လေးကပြောင်းလဲသွားတာမျိုးဖြစ်စေရဘူးဟောတာတစ်ချက်ဒါထိန်းလိုက်စိတ်ကိုထိန်းလိုက်ပြီစိတ်ကမထိန်းနိုင်လို့ပြောင်းသွားပြီဆိုလို့ရှိရင်ဘာဖြစ်အောင်လို့ဆိုထပ်ပြီးတော့ထိန်းရမှာငါတော့နာသပါဠိကံဝါစံလိစ္ဆာရတာမကောင်းတဲ့စကားနဲ့မတုံ့ပြန်နဲ့လို့ရိုင်းရိုင်းရပြတုံ့ပြန်ပြီးပြောပါနဲ့ဟောနံပါတ်1ကစိတ်တွေနံပါတ်2ကျတော့လူကမို့လာဆဲရဆဲပါလေဟောအဲ့ဒါမျိုးနဲ့မတုံ့ပြန်နဲ့ပါဠိကံဝါစံရုပ်မှာပါစကားမျိုးကိုလက်နဲ့စေတာပြီးကိုယ်နှုတ်ထဲကမထွက်အောင်တတိထားပါပါဠိကံဝါစံမကြောက်မနာတာစကားမျိုးတွေထွက်ပါစေနဲ့လို့ပြောတာဒေါသထွက်လာလို့ရှိရင်မကြောက်မနာတွေထွက်တတ်တယ်ဒီလိုလုပ်စိတ်ကောင်းနှလုံးကောင်းရှိနေတော့အဲ့ဒါရှုသားနေပေါ့စိတ်ဓာတ်ပြောင်းသွားပြီဆိုတာနဲ့မကြောက်မနာတာတွေကိုယ့်အကိုယ်တော်မှမကြားရတဲ့စကားမျိုးတွေပြောတော့တာအဲ့ဒါကြောင့်နာသပါဠိကံဝါစံလိစ္ဆာရတာရုပ်ရုပ်မှမကြောက်မနာတာစကားမျိုးတွေမထွက်စေနဲ့မထွက်စေရဘူးလို့ကျင့်တာဒီကအစိတ်ကလေးပြောင်းလဲဖြစ်သွားစေရဘူးနံပါတ်2ကမကြောက်မနာတာစကားမျိုးတွေငါနှုတ်ကမထွက်စေရဘူးဒါကနှလုံးနဲ့ကဒါတွေလားဆိုမပြီးသေးဘူးချက်တွေကဒါကမျိုးသိနေတာလို့လည်းရှိသေးတယ်နော်
လောကမှာမျိုးသိလို့ရှိရင်ပေါက်ကွဲလာတာသိတယ်ဒါကြောင့်လူတွေကပြောတယ်တော့သိခံတယ်ဆိုတာအထရှိတယ်တော့ပြောကြတယ်ခန္ဓာတော်မှသူကအကတ္တကလေးနဲ့သိခံနေတာအောင်ကျော်လာရင်ဒီမှာဆိုရတဲ့ဒီပေါ်တတိယအပြင်တော့ချင်းချောင်းလိုက်နော်ဒီနာမည်ဆိုတာတိုင်းတာရှိတယ်ဘုရားကအဲ့လိုမဟုတ်ဘူးအေးနံပါတ်6ကိုသင်ကနံပါတ်2ကိုသင်ကချင်းနာတာကပေါက်ပွဲပေါ်နေတယ်ဒါကြောင့်မပေါက်ပွဲရအောင်မလုပ်ဘူးခိကံလူကံပိစဝိဟရိတာမမေတ္တာစိတ်ဓာတ်နောဒေါသန္တရာဒီစကားပြောလာတဲ့ပုဂ္ဂိုလ်ရဲ့ကောင်းကျိုးကိုလိုလားတဲ့စိတ်တွေးလိုက်ပါလို့ဟောစိတ်ဓာတ်ကိုပြောင်းခိုင်းတယ်နော်စိတ်ဓာတ်ကိုပြောင်းခိုင်းကိုယ်လာပြီးတော့ပြောလာပြီဆိုလို့ပုံမှန်တော့ဘုရားကပြောလာပြီဆိုလို့အဲ့ဒီပြောလာတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ထားလိုက်ပါလို့ပြောတယ်ခိတလူကံအကျိုးစီးပွားနဲ့အစင်ဆောင်မေတ္တာစိတ်ဓာတ်ချစ်ခင်တဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားပါတဲ့နာဒေါသမမုန်းတီးတဲ့ဒေါသစိတ်မထားပါနဲ့ဒါကလက်တွေ့ချင်းရခုနကချင်းလိုက်သုံးပြီးတဲ့အခါကျတော့ချင်းထားရုံနဲ့ဆိုပွင့်ထွက်သွားတယ်အဲ့တော့ပွင့်ထွက်မသွားအောင်ကိုယ်စိတ်လေးကိုပြောင်းအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်နဲ့နေတယ်အကျိုးစားပါဟောတာကတတိယအချက်စတုထအချက်ကပါတော့တင်စပုဂ္ဂလမေတ္တာနာဂတေနစေတတာပြိတဝဝိရိကအဲ့ဒီပုဂ္ဂိုလ်ကိုတကယ်ကိုမေတ္တာပို့ပါလို့ဆိုခုနမေတ္တာစိတ်ကိုသူစီကိုမေတ္တာစိတ်ကိုဥတည်ပေးတယ်အခုချိန်ကျတော့မေတ္တာစိတ်ကိုပွားလိုက်ပါတဲ့ဒီပုဂ္ဂိုလ်ကိုကြောင်းဒီပုဂ္ဂိုလ်ကမေတ္တာရဲ့အာရုံအနေနဲ့ထားသူ့ကိုပဲကြည့်ပြီးတော့မေတ္တာပွားပါလို့ပြောတယ်နော်ဒီလိုမလုပ်ဘူးဆိုလို့ရှိရင်ခုနကနှစ်ခုမျိုးသိထားတာနှစ်ခုကပေါက်ထွက်သွားတယ်စိတ်ဆိုတာမျိုးသိထားရင်မရဘူးအဲတော့ပထမနှစ်ချက်တင်ချက်ရင်မရဘူးစိတ်နဲ့သဘောထားလေးပြောင်းလို့ရမြတ်စွာဘုရားကနံပါတ်1အေးကိုယ်အပြောင်းလာလို့ရှိရင်ကိုယ်စိတ်ကြီးဖောက်ပြန်မသွားစေနဲ့အခုမကြောက်မနာလားစကားတွေနှုတ်ကမထွက်စေနဲ့သူ့ရဲ့အကျိုးကိုလိုလားတဲ့စိတ်ကလေးမွေးလိုက်ပါတဲ့ဟောဒါထင်းပြီးလိုက်ထင်းပြီးတော့ပေါ်ပြီးတော့ခိုင်မာလာအောင်မလုပ်အဲ့ဒီပုဂ္ဂိုလ်မေတ္တာပို့ပါဘယ်လိုပုဂ္ဂိုလ်ရမှာမို့လေ့ကျင့်တော့အောင်မြင်နိုင်တယ်ပေါ့နော်ဒီလိုပြောရဲကိုယ်နဲ့မတည့်တဲ့လူဘယ်လိုမှမေတ္တာပို့လို့မရဘူးဟာကိုယ်ကဘုရှုံးပေးနေတာလို့ဆိုအမုန်းတရားကိုရှုံးပေးနေတာပဲလေဒေါသကကောင်းမှုတွေအတွက်ကြောင့်မေတ္တာချက်တော့အားနည်းနေတယ်ဆိုတာကိုယ့်ရဲ့တဏ္ဍာမှာအကောင်းနဲ့အဆိုးသဘာဝနှမျိုးဟာမွေးရပါအနေနဲ့ရှိမွေးရပါရှိနေတဲ့ဒီသဘာဝနှမျိုးကိုဒေါသဆိုတဲ့မကောင်းတဲ့ဟာကနှမ်းမိုးထားတဲ့အတွက်ကြောင့်အမုန်းတရားတွေကကြီးစိုးပြီးမေတ္တာကအားတော့ဘယ်လိုမှလုပ်လို့မရဘူးအဲ့ဒါကတော့မှတစ်ခုပြီးတော့မိလိုက်မှတော့မေတ္တာကိုကြိုးစားပြီးလေ့ကျင့်နေပါမှာပေါ့လေ့ကျင့်ရင်တက်လာမှာပေါ့မလေ့ကျင့်တဲ့တော့မှဖြစ်လာမှာမဟုတ်ဘူးနော်တောင်းတဲ့သမားတွေဆိုတော့လေ့ကျင့်ရတာပဲ physical exercise ဘောလုံးသမားတွေလည်းလေ့ကျင့်ရတာအပြေးသမားတွေလေ့ကျင့်ရတာရေကူးသမားတွေလည်းလေ့ကျင့်ရတာအကုန်လေ့ကျင့်ပြီးရင်စွမ်းရည်တက်တာထို့တူပဲစိတ်ကလေ့ကျင့်ပြီးလို့ရှိရင်တက်လာမှာပဲစွမ်းရည်အေးတန်ပြအချက်ကမြတ်စွာဘုရားဒီသိအကျိုးဆိုလိုလားတဲ့စိတ်ကိုထားပါတဲ့ပြီးရင်အဲ့ဒီပုဂ္ဂိုလ်ဩဒိတမေတ္တာဩဒိတဒီပုဂ္ဂိုလ်ပဲဥတည်ပြီးတော့မေတ္တာပွားလို့ပြောတယ်အဲ့ဒီပုဂ္ဂိုလ်ပဲဥတည်ပြီးတော့မေတ္တာပွားတဲ့အဲ့တော့သူကြောင့်လည်းမေတ္တာပွားလို့ရှိရင်မလွယ်တော့သေးဘူးဒါကြောင့်မို့လို့အဲ့ဒီမေတ္တာတရားကိုထပ်ပြီးတော့ကျုံးရှင်းလိုက်ပါအောင်တဲ့တတ္တဝါအားလုံးပေါ်မှာမေတ္တာတရားပွားတော့ထပ်ပြီးတိုးချဲ့ပေးလိုက်ပါဆိုတော့မေတ္တာကိုခိုင်လုံအောင်ရသော်ဗျာဒီလိုက်ဆက်တာကိုခိုင်တော့
တရားဟောတဲ့ဖြစ်စဉ်ကတော့ကောင်းလို့နော်နံပါတ်1ကပုတ်ပြောခံရလို့ရှိရင်စိတ်မပေါက်ပြန်စေရဘူးငါစိတ်ကလေးအပြောင်းလဲဖြစ်မသွားစေရဘူးဆိုတဲ့တန်လေးကြီးကိုထားတယ်ပြီးရင်ရိုးရိုးမာမာစကားတွေမကြောက်မှလာတွေနောက်ဆက်ကမထွက်စေရဘူးပြီးရင်ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလူသားတဲ့စိတ်ကိုငါပြည့်စုံပြထောင်မယ်နောက်ပြီးတဲ့အခါဒီပုဂ္ဂိုလ်ကိုမေတ္တာရဲ့အာယုံအနေနဲ့ထားပြီးတော့မေတ္တာဘာဝနာရဲ့အာယုံထားပြီးတော့သူ့ကိုမေတ္တာပွားမယ်အဲ့ဒီမေတ္တာတရားပို့ပြီးတော့ခိုင်မာလာအောင်အဲ့ဒီမေတ္တာအရှိန်အဝါကိုတိုးချဲ့တဲ့အနေနဲ့ကမ္ဘာလောကမှာရှိတဲ့တ attva အားလုံးပေါ်မှာမေတ္တာဖြန့်ချက်ပြီးတော့ပွားမယ်မေတ္တာဆိုတာအဝေကယံရှိဘူးယံရှိဘူးဆိုတာတချို့ကထင်ကောင်းထင်လိုက်တယ်ကိုယ်မေတ္တာပို့မယ်ကိုယ်ယံလို့ရှိတဲ့လူရှိကောင်းရှိနိုင်နေတာပေါ့သက်စွာဘုရားမေတ္တာပွားနေတာပဲဒါပဲဒီလိုလက်ကယံလို့တာရှိတာပေါ့နော်အဲ့တော့ယံဆိုတဲ့နေရာမှာအလိုဆိုလိုတာတော့ဆိုရင်အဓိကအားဖြင့်ပုဂ္ဂလဝေဒနဲ့အကုသလဝေဒပုဂ္ဂလဝေဒဆိုတာပုဂ္ဂိုလ်ယံအကုသလဝေဒကစိတ်ထဲမှာဖြစ်တဲ့အကုသိုလ်ယံဩမေတ္တာဆိုတဲ့နေရာမှာဒေါသဆိုတဲ့ယံရှိဘူးလို့ပြောတာနော်မေတ္တာခိုင်မာသွားလို့ရှိရင်လောကမဖြစ်တော့ဘူးမဖြစ်တော့တဲ့အတွက်ကြောင့်ဒီမေတ္တာမှာယံမရှိဘူးလို့ပြောတယ်အဝေဒနာယံကင်းသွားပြီမဟက်ကအရှင်းပြင်းသွားပြီမေတ္တာထားလိုက်ပြီဆိုရင်သူကမနှိမ့်ကြတော့ဘူးမေတ္တာမထားနိုင်ရင်သူကသေးသေးသွားတယ်ဟုတ်တယ်မေတ္တာမနဲ့မတောင့်ကြလို့ရှိရင်သူကသေးသေးသွားတာပဲသူကဆဲကိုကဆဲတော့ဟောညောင်မလုံးလူမိုက်ဖြစ်တာပဲညောင်စလုံးလူမိုက်ဖြစ်တာအမေတ္တာထားလိုက်လို့ရှိရင်လက်ဟက်ကသူကအရှင်းပြင်းသွားတယ်အရှင်းပြင်းသွားတယ်အပ္ပမနာမေတ္တာစိတ်ဆိုတာအကန့်အသတ်ထားရတဲ့အရာမျိုးမဟုတ်ဘူးတဲ့ဒီပုဂ္ဂိုလ်မှာတော့ထားတယ်ဒီပုဂ္ဂိုလ်ကိုမထားဘူးတချို့ကမေတ္တာပွားတာကောင်းမှပဲတဝိတ္တနော်သူလုံးတာကြီးခြံထားခြင်းနေတာတတ္တဝါအားလုံးကိုဒီလိုကိုအချင်းချင်းမပါဘူးလို့ပြောတဲ့လူကရှိသေးတယ်အဲ့ဒီလိုမဟုတ်စေရအားလုံးကိုချုံးကုန်ပြီးတော့မေတ္တာပွားလို့အပ္ပမနာအတိုင်းကတတ်တာမရှိဘူးမေတ္တာစိတ်ဖြစ်ဖို့ရပုဂ္ဂိုလ်ဆိုတဲ့အတိုင်းကတတ်တာလည်းမရှိဘူးစင်္ဃဝရမေတ္တာထားဒါကြောင့်အပ္ပမနာကတ္တထားတဲ့မေတ္တာအဲမေတ္တာဆိုရင်အဝေဒနဟကတာအပ္ပမနာအတိုင်းကမရှိအကြံသစ္စာဆင်းရဲဒုက္ခအခက်အခဲတွေမေတ္တာရှိလာလို့ရှိရင်မဝင်ဘူးဒီလိုကြီးကျယ်လာတဲ့ဘုက္ခလတတ္တဝါတွေအားလုံးပေါ်မှာဖြန့်နှံ့ထားတဲ့အတွက်ကြောင့်ကျယ်ပြန့်တဲ့မေတ္တာမျိုးအဲ့ဒီမေတ္တာမျိုးနဲ့နေနိုင်အောင်ဖြန့်ကျက်ပြီးတော့နေနိုင်အောင်ကြိုးစားပါတဲ့ဟုတ်လားဒီကကစုဗမတုတ်မြတ်စွာဘုရားကဒီလိုဟောလူကြီးချင်းဆက်ဆံတဲ့အခါမှာပါဝတ္တိနေထိုင်တဲ့အခါမှာစကားမျိုးစုံကြားမယ်ကိုယ်စကားမျိုးစုံပြောတာဖြစ်လာနိုင်တယ်ဖြစ်လာလို့ရှိရင်မေတ္တာနဲ့တုံ့ပြန်ဖို့ဒါကိုဟောနော်ခေတ္တနဲ့တုံ့ပြန်နိုင်အောင်ကြိုးစားပြီးတော့ကျင့်တဲ့အချက်50နဲ့ရှင်းဖို့လိုတယ်နံပါတ်1အပြောခံရလာတဲ့အချိန်မှာငါစိတ်လေးအပြောင်းလဲဖြစ်စေရဘူးဒေါသဖြစ်တာအပြောင်းလဲဖြစ်တာပေါ့အပြောင်းလဲဖြစ်စေရဘူးမကြောက်မနာတာစကားတွေနောက်သက်ကမပြောဘူးပြောလာတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားနေထိုပုဂ္ဂိုလ်ကိုပဲအခြေခံပြီးတော့မေတ္တာဘာဝနာပွားမယ်ထိုမေတ္တာဘာဝနာကိုပဲတတ္တဝါအားလုံးပေါ်မှာဖြန့်ကျက်မယ်ဟော5ချက်အဲ့ဒီ5ချက်ကိုမြတ်စွာဘုရားဒီမှာအလေးနဲ့ဟောအဲ့ဒီ5ချက်ဒီလိုပွားလိုက်လို့မေတ္တာကိုအောင်မြင်ရင်5ချက်စလုံးပေါက်သွားတဲ့ပုဂ္ဂိုလ်အလုံးသတ္တဝါတွေမှာမေတ္တာထားနိုင်ပြီးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာဝေစကားမျိုးတွေလည်းကားလား
မပြောနေတဲ့ချိန်လာပြောပြောမဟုတ်တာတွေပြောပြောရရကြကြပြောပြောအကျိုးမရှိတာတွေပြောပြောဒေါသနဲ့ပြောပြောမတုံ့တော့ဘူးသက်သာဗျာကဥပမာလေးတွေနဲ့ဟောတယ်တရင်းကြီးကိုယူပြီးတော့ဟောဒီမဟာပထဝီမြေကြီးကိုအကောင်လုံးတွန်းပြီးတော့ပြစ်မယ်မြေကြီးလုံးဝမကြအောင်တွန်းပြစ်မယ်ဆိုပြီးတော့မြေကြီးကျင်းတဲ့တရင်းပေါက်ပြတဲလာတဲ့ပုဂ္ဂိုလ်တရားဟောဒီမြေကြီးကိုပုံအောင်တွန်းနိုင်ပါမလားတွန်းပြနိုင်ပါမလားမတွန်းပြနိုင်ဘူးမြေကြီးကိုမြေကြီးအဖြစ်ကနေပြောက်ွယ်တော့ဘယ်လိုနည်းနဲ့မှမလုပ်နိုင်ဘူးဘာကြောင့်လဲဆိုတော့မြေကြီးဆိုရင်အမတန်ကျယ်ပြန့်ပြီးဒုတယ်ကြီးမားလာအဲ့ဒါလိုပဲတဲ့ခုနကမေတ္တာပွားထားမြေကြီးကမှပထဝီသမစိတ်ကမြေကြီးကိုကြံ့ခိုင်နေတဲ့ကြီးမားနေတဲ့ကျယ်ပြန့်နေတဲ့မေတ္တာဓာတ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ကိုတဲ့ခုနကစကားမျိုးတွေနဲ့ဘယ်လိုပဲလာပြောပြောမှမရှိဘူးကြံ့ခိုင်မှုအပြေပေါ်ရသွားပြီဆိုတော့နောက်ဥပမာနဲ့ဘုရားဆောဗျာကိုယ်ရှင်ရှာအောင်ပြောလို့ရတယ်အေးလူတယောက်ကဒီကြီးကိုမီးနဲ့ရှုပ်ပဲဆိုပြီးတော့မီးလုပ်ကြည့်တဲ့လားမီးလုပ်ကြည့်တဲ့လားပြီးတော့မြေကြီးကိုမီးနဲ့ရှုပ်ရန်ကုန်ပြောပါတော့ရန်ကုန်မြေကြီးကိုမီးနဲ့ရှုပ်အဲ့ဒီလိုသူမီးနဲ့ရှုပ်ရန်ကုန်မြစ်ကပူရမှာလားမပူဘူးဘာလို့လဲမပူတော့လို့ဆိုတော့မြည်ရမှာသူကိုင်းလာတဲ့မီးတို့ကတိတ်တိတ်လေးအဲ့ဒါလိုလေတဲ့ခုနကစကားဆိုတဲ့မိယုတ်တွေနဲ့ဟောဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုလာရှုလို့ရမအောင်တဲ့။ဘာလို့လဲဆိုအဲ့ဒါကြီးမားကြံ့ခိုင်တဲ့မေတ္တာနှလုံးကိုသူကကြံ့ခိုင်တဲ့ရှင်းသုံးထားတာဖြစ်တော့ကြောင့်အားနဲ့မှလုံးလို့ကြောင်းလဲမှုမရှိဘူးတဲ့။ဟောသက်သာပြန်ဒီလိုဟောနောက်တစ်ခုဥပမာပေးတာတော့အေးပကြီးဆရာတော်ကစုံတဲ့ဆေးတွေနဲ့ယူလာပြီးတော့ကောင်းကင် space လေဟာပြင်တစ်ခုဆေးချယ်နေဆိုရင်ဖြစ်နိုင်တာလား space ပေါ်မှာဆေးချယ်နေနေရနော်ဆေးချယ်နေတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှအယုတ်ထင်လာမှာမဟုတ်ဘူး။ဒါဟာပြင်ကိုဆေးချယ်ရင်ဘယ်လိုမှထင်လာမှာမဟုတ်ဘူးအယုတ်ရေးလို့လည်းမထင်ဘူး။အဲ့ဒီအာကာသဆိုတဲ့လေဟာပြင်ကိုအယုတ်ရေးလို့မထင်တယ်လို့ပဲမေတ္တာကြံ့ခိုင်ကြီးမားစွာမေတ္တာပွားထားတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားပေါ်မှာဒေါသယုတ်တွေလာရေးလို့မရဘူးတဲ့ဒါတော့မှတုံ့ပြန်မှာမဟုတ်ဘူးဟုတ်ကဲ့ဒီကတော့တုံ့ပြန်ရင်ရုပ်ဆိုးကြီးတဲ့အယုတ်ကြီးမပေါ်ဘူးလားပေါ်ပါဗျာဒီစိတ်ဆိုးလာလို့ဆိုရင်ရုပ်ဆိုးကြီးတာကများဆိုးလို့များဖြစ်နေတယ်နော်နည်းနည်းဆိုးတာတော့လည်းကြောတင်းသွားသူကဒေါသဖြစ်လာရင်နည်းနည်းကြောလေးတင်းသွားကျုပ်နေတဲ့မျက်နှာရှိကြီးတဲ့တင်းလာလို့ရှိရင်လက်ထောက်နေတယ်ကြီးတဲ့ဆိုးလာရင်နှခမ်းကလုံးလုံးလုံးဖြစ်ကြီးတဲ့ဆိုးလာရင်ဆဲတယ်ကြီးတဲ့ဆိုးလာရင်ရိုက်ပြီးမျက်ပြီးပေါ့အရှင်းဆုံးတက်အဲ့ဒါအယုတ်ရေးလို့ပေါ်လာတဲ့အယုတ်တွေပေါ့အေးမိစ္ဆာနှလုံးသားပိုင်ရှင်ကြတော့အာကာသကောင်းမှုလို့ဖြစ်နေတယ်တဲ့ဒါဟာပြင်လို့ဖြစ်နေအယုတ်ရေးလို့ပုံမထင်ပါဘူးတဲ့အာကာသသမေနစိတ်တွေနဲ့အဲ့ဒီလိုအာကာသကိုရုပ်ပုံပေါ်မပေါ်အောင်ဘယ်သူကရှင်းတာချဲလို့မှမရတဲ့စိတ်ဓာတ်မျိုးမေတ္တာစိတ်ဓာတ်မျိုးကိုပွားပါလို့သက်ဆောင်တာဟောနော်အဲ့ဒီလိုဥပမာတွေနဲ့ဟောပြီးတော့မြတ်စွာဘုရားအာမင်းရှိတယ်ဒါကစကားနဲ့ပတ်သက်တာလည်းပြီးပါနောက်တစ်ခုမြတ်စွာဘုရားခုနကကျင့်စဉ်ကျင့်တယ်စကားကိုပုံပုံပြောမယ်ဆိုလို့ရှိရင်ယန္တတွေကကိုယ်ကိုမှန်းပြီးတော့နှစ်ဖက်အယုတ်ကထားတဲ့တောအကြီးနဲ့ကိုယ်ဖြတ်ကြတယ်ဆိုမှဆိုတတုံကြီးခွဲတယ်တတုံကြီးကိုတော့တဲ့တိုက်ဖြတ်တယ်ယန္တတွေကကိုယ်အဲ့လိုတောအကြီးနဲ့တိုက်နေပြီတောအကြီးနဲ့တိုက်ဖြတ်နေပြီအဲ့ဒီလိုတောအကြီးနဲ့လာပြီးတော့တိုက်ဖြတ်တဲ့ပုဂ္ဂိုလ်ကိုဒေါသနဲ့တုတ်ပြန်နေစိတ်ဆိုးတယ်စိတ်ဖောက်ပြန်ပြောင်းလဲသွားမယ်ဆိုလို့ရှိရင်မင်းကအဆုံးအမလိုက်နိုင်မရောက်ဘူးတဲ့ဉာဏ်နဲ့ပြောနော်
ကြားဖို့ရတယ်ဘုန်းကြီးတို့ Jesus Christ ကဟောတဲ့ဆိုရင်ဟာလေ Jesus Christ ကမင်းဘယ်ဘက်ဘာကိုလာရရင်ညာဘက်ဘာလေးထိုးပေးလိုက်ဘာတစ်ဖက်လာချရင်နောက်ဘာတစ်ဖက်ထိုးပေးမတုံ့ပြန်တယ်လို့ပြောတဲ့ပုံနော်အဲ့ဒါကိုလည်းမကြာခဏကိုပြီးတော့ပြောနေကြတယ်ဟောမြတ်စွာဘုရားကကရှိဗမာတုံးကျွမ်းနဲ့သူ့လာတိုက်တဲ့ရန်သူပေါ်တော်ဝပဲစိတ်နဲ့မကြည်မှနဲ့လို့ပြောတာကဲစဉ်းစားကြည့်မယ်ဆိုရင်ဘလောက်ခက်ခဲတယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီလောက်ခက်ခဲတဲ့အရာကိုဘုရားရဲ့မြတ်တရားကိုကျင့်သုံးတယ်ဆိုရင်လွယ်ကူသွားနိုင်တယ်ဒီအခက်ခဲတွေတကယ်မြတ်တာပေါ့ပေါ့ရောက်ရောက်အောင်မြင်မြင်ကျင့်သုံးလို့ရှိရင်တကယ်အောင်မြင်တယ်ရသော်ဘုရားကမဖြစ်နိုင်တာကိုမဟောဘူးကြည့်လေရသော်ဘုရားရဲ့ဘုရားရှိခိုးကခန္တီဝါရီရဲ့ဒိဋ္ဌိဆိုရှိတယ်ဒီခန္ဓာကိုကြည်တာထားပြီးတော့သူ့စိတ်ကိုစိတ်ဆိုးအောင်အမြဲတမ်းထိန်းချုပ်ထားတဲ့ပုဂ္ဂိုလ်ကြောင့်သူ့နာမည်ကခန္တီဝါရီအခုဒီခန္ဓာရရှိရမယ်ဆိုလည်းတုံ့ပြန်မှုမပြုခန္ဓာရရှိရအဲဒီခန္တီဝါရီရဲ့ဒီခန္ဓာဆိုတာဒီခန္ဓာဆိုတဲ့တော့မကျေနပ်လို့တလာဖို့ဆိုရင်ဘယင်ကြီးရတယ်ခန္ဒီဝါရီယသိကျိန်နေတဲ့ဆူးရှိတဲ့ကျိန်နေတဲ့ရိုက်တာပေါ့ရိုက်တယ်ကျိုးမပြတ်ဘူးညနာမပြောင်းနဲ့ဆိုစိတ်ကမပြောင်းရင်ညနာမပြောင်းဘူးစိတ်ပြောင်းမှညနာပြောင်းမှာပဲအဲ့တော့ဘုန်းကြီးတို့ခန်းနေအာဝါဒနဲ့အနာခန္ဒီဝါဒရိုက်ခါရိုက်မပြောင်းကဲဒီလောက်ရှိရတယ်ဒီခန္ဓာဘယ်မှာရှိလဲသူရင်ထဲမှာရှိတယ်ချမ်းဟာလက်ကိုလက်ချလိုက်ပြုံးလို့ခြေထောက်ချအပြုံးလို့ပြအဲ့ဒါလို့အမျိုးစုံသိတဲ့ဓာတ်ကိုစိတ်ဓာတ်ကြောင့်နဲ့ခံနိုင်တဲ့စိတ်ကိုပြင်မတော့အောင်ကြံ့ခိုင်စွာထားနိုင်တာဟာဟောဒီမေတ္တာတတ်ကြမေတ္တာနဲ့လေ့ကျင့်ထားလို့ဖြစ်တယ်နော်တာမန်ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်မဖြစ်နိုင်တော့ပါဘူးလို့ထင်အောင်ထင်မှာပေါ့။ဒါကြောင့်မြတ်စွာဘုရားမဖြစ်နိုင်တာကိုမဟောဘူး။တကယ်လေ့ကျင့်ထားလို့ရှိရင်တကယ်ဖြစ်ပါလေ။ဒီနေရာမှာမြတ်စွာဘုရားကြည့်စကားနဲ့တုံ့ပြန်ရုံနဲ့မဟုတ်ဘူးတဲ့ကိုကြီးလက်ရောက်လွှတ်ခြင်းနဲ့ကိုယ်ကိုလာပြီးတော့တိုက်ဖြတ်ပြီးဆိုရင်တော့ပါပဲဒီပုဂ္ဂိုလ်ကိုဒေါသနဲ့မတုံ့ပြန်ရဘူးတဲ့တကယ်လို့ဒေါသနဲ့တုံ့ပြန်ပြီဆိုလို့ရှိရင်ငါရဲ့အဆုံးအမဟောတာမလိုက်နိုင်တာရောက်တယ်ဒီလိုပေါ့ငါအဆုံးအမမလိုက်နိုင်ဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီလိုရှင်းပါတဲ့အဲဒီလိုတော့နဲ့လာတိုက်ပြီးတော့ဟိုတရားလုံးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါစေကိုတုံ့ပြန်ရမယ့်အချက်ကဘာလို့ဆိုရင်ငါစိတ်ကလေးကြောင်းလို့မသွားစေနဲ့တရားဝမနာတာစကားတွေနဲ့မတုံ့ပြန်ဘူးဒီလိုလုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုပဲလိုလားတဲ့စိတ်ကြီးထားမှာသူ့ကိုပဲအာယုံပြုပြီးတော့မေတ္တာရဲ့အာယုံအနေနဲ့လုပ်ပြီးသူ့ကိုပဲမေတ္တာပွားလိုက်ပါအဲ့ဒီပွားလို့ရတဲ့မေတ္တာဓာတ်လေးကိုတလောကလုံးဖြန့်ကျက်ပြီးတော့ခိုင်မာကျယ်ပြန့်တဲ့မေတ္တာမျိုးကိုရယူပါလို့သက်ဆောင်လာဒီတုတ်တယ်လို့ဟောတာဘုရားဟောတဲ့တရားဟာအမတန်မှလေးနဲ့ပြီးတော့အမတန်မှမှန်ကန်တယ်ကျင့်လို့မရတဲ့တရားမျိုးကိုလက်ဆောင်ပြရတော့မှမဟုတ်ဘူးဟောထားတဲ့တရားတွေမှလည်းအကုန်ကျင့်လို့ရတဲ့တရားတွေကြီးပဲတကယ်ကျင့်ရင်တကယ်ခန္ဓာကြီးရှိသွားမှာလက်ဆောင်ပြတရားတွေစွန့်ရင်တတ်တယ်အမှန်ကြီးပါတယ်ဟောဒါကြောင့်မို့လို့မာသရိပ္ပံတော့ပါဆိုလို့ရှိရင်ဒီလမ်းကြောင်းလေးကိုရှောက်လိုက်တာနဲ့အကျိုး9မျိုးရမယ်ဧကရေတော့အယံဘိက္ခုမေဃောတတ္တနာဝိသုဒ္ဓိတတိယကျင့်စဉ်ဆိုတဲ့ဒီကျင့်စဉ်လမ်းကြောင်းလေးတစ်ခုအစိုးရမျိုးကိုရှားနိုင်တယ်အစိုးရမျိုးဆိုတာကတော့တောကပရိဒေဝနာသမတေကမ
စိတ်ထဲမှာပူပန်နေတာပူပန်တာမထိနိုင်တဲ့အတွက်ကြောင့်ငိုရတာဟောတောကဆိုတဲ့ရင်တွင်းပူဆာမှုရင်တွင်းပူဆာမှုကြောင့်မထိနိုင်လို့ငိုကြည့်ကြရတဲ့ပရိသေမှာအဲ့ဒါလေးကိုကြော်လွှားနိုင်တယ်တဲ့ဒါစိတ်ကချမ်းခိုင်သွားတာပြောတာမယ်စိတ်ကချမ်းခိုင်စိတ်ကမခိုင်တဲ့ပုဂ္ဂိုလ်တွေကစိတ်ပူရဲငိုတယ်ဒါရမလို့ဆိုဒုက္ခဒေါမနတနာအထင်မှာရ physical pain mental pain ခန္ဓာကိုယ်ရဲ့ဆင်းရဲမှုစိတ်ရဲ့ဆင်းရဲမှုဆိုတဲ့ဒုက္ခဒေါမနတာတွေလုံးဝချုပ်ငြိမ်းသွားဖို့ရတယ်ဟောဒီစိတ်တွေကိုကျင့်မှာလို့ဟောတာနော်ကြည့်ဟောဒီအဆိုး၄မျိုးကိုပြောချင်ဒါတတိပဌာန်တရားကိုလည်းမြတ်စွာဘုရားဟောတာအမှန်တော့တတိပဌာန်ဆိုတာမဂ္ဂင်၈ပါးအကျင့်ပါပဲမဂ္ဂင်၈ပါးနဲ့ပါတယ်တမာတတိကိုဥတည်ပြီးတော့ဟောတာသို့သောတမာတတိတစ်ခုတည်းမဟုတ်ဘူးမဟုတ်ဘူးဆိုတာတတိပဌာန်တော့ကိုကြည့်လိုက်ရင်သိတယ်အာတာပိသံဃာနောတတိမာဝိနည်းယလောကေဝိသံရောမနနာကြည့်တတိပဌာန်တော့ဟောလို့တတိတစ်ခုတည်းမဟုတ်ဘူးအာတာပိတဲ့ဝိရိယပါသံဃာနောပညာပါရမယ်ကာယကံမုပ္ပတိလို့ဆိုကြတဲ့သမာဓိလည်းပါပေါင်းလိုက်လို့ရှိရင်လက်က၈ပါးတဲ့ကလက်က၅ပါးသမာဓိသမာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီလက်က၅ပါးဟာကာရမကလက်ခင်ကာရကလက်ခင်ကမ္မတရားအထုတ်တယ်ဆိုတာအဲ့ဒီ၅ခုနဲ့လုံးတာအဲ့ဒီ၅ခုကအမြင်ဖြစ်နေပြီဆိုလို့ရှိရင်အောင်မြင်တယ်ဒီ၅ခုနဲ့စုပြီးတော့၅ခုနဲ့မစုပြီးလို့ရှိရင်မပေါင်းရင်သူတို့၅ခုမပေါင်းရင်မဖြစ်ဘူး။ဒါဖြစ်လို့ဆိုတော့တတိဆိုတာကအာယုံကိုမိုက်ဖူးလို့လုပ်နိုင်တာကသူကအာယုံရဲ့သဘောကိုသူကမသိဘူး။တတိဆိုတာသိတာမဟုတ်ဘူး။အာယုံကိုအမှတ်ရနေတာစိတ်နဲ့ကြွားမလို့လုပ်ပြီးရင်ဒါသူကြောင့်ဒါလေးတစ်ခုလုံးနိုင်တယ်။တတိကရင်ပေးတဲ့အာယုံကိုမှအသိဉာဏ်ကမှသိတယ်ဒီပါမှာ။အဲ့တော့တတိကအလုံးလုံးနေအောင်ဘုရားတွန်းအားပေးတယ်သမ္မာဝါယာမဆိုရင်ဒီကတွန်းအားပေးတယ်နော်သမာဓိဆိုတာကစိတ်ကလေးဒီနေရာမှာငြိမ်နေအောင်လုပ်ပြီးတယ်ပြီးတော့သမ္မာသင်္ကပ္ပဆိုတဲ့အတွေးလေးကနေပြီးတော့ပညာကိုထောက်ကူပြုတယ်သမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ကတဘာဝအမှန်ကိုသိလိုက်တယ်ဟောတဘာဝအမှန်သိဖို့ရတဲ့ဉာဏ်တွေကထောက်ကူပေးနေကြသမ္မာဝါယာမရဲ့အထောက်အကူသမ္မာတတိရဲ့အထောက်အကူသမ္မာသမာဓိရဲ့အထောက်အကူသမ္မာသင်္ကပ္ပရဲ့အထောက်အကူအဲ့ဒါတွေကအထောက်အကူပေးလိုက်တဲ့အခါကျတော့မှသမ္မာဒိဋ္ဌိအမှန်သိအမှန်မြင်ဆိုတာဖြစ်တာနော်အေးမဂ္ဂင်၈ပါးပေါင်းပြီးတော့ဆောင်ရွက်လိုက်လို့ရှိရင်ဒီခုနကအဆိုးတရားကြီးကိုကျော်သွားနိုင်တယ်ဒါလည်းကျော်သွားဖို့ဆိုတော့တော်ခက်တယ်အပြောတာလည်းတကယ်ကျော်သွားဖို့တယ်ကောက်ကဆိုတာကိုယ်နဲ့ပတ်သက်တဲ့အရာတွေကိုချစ်ခင်ပြန်လို့တဲ့အရာတွေနဲ့ခွဲရတော့မယ်တို့ကိုခွဲရပြီဒီစုံတစ်ခုဆုံးရှုံးသွားပြီတို့ကိုဆုံးရှုံးတော့မယ်လို့ပြင်ပူလာစိတ်ထဲမှာပူလာတော့ဆိုရရတော့ဝရိမဖြစ်ခင်လည်းပူလာရောဖြစ်ပြီးသွားရင်လည်းပူလာပဲဆိုတာတခုဆုံးရှုံးတော့မယ်ဆိုရင်ပူတယ်ဆုံးရှုံးပြီးသွားရင်လည်းပူတယ်ဥပမာတော့ကိုယ်မျိုးတွေကနေမကောင်းလို့ဆေးရုံတဲ့အသက်အဖြစ်နေပြီပူနေပြီဒီကောင်းတဲ့ကနာဖြစ်မှစောစောလည်းပူခဲ့တာပဲဒီကောင်းတဲ့ကနာပူနေကောင်းတဲ့ကနာဖြစ်နေပြီဆိုတော့ဆေးရုံလို့မရလို့နောက်ဆုံးမှအသက်ဆုံးသွားပြီဆိုတော့ပူရဆုံးရှုံးရပြီဆိုရင်ပူတာဒါတော့ပူတာလည်းမကတော့ဘူးပြိတိကလိုရတဲ့အဆင့်ရောက်သွားတယ်အဲ့ဒီအဆင့်တွေကိုကြော်သွားခြင်းလို့ရှိရင်တဲ့အခုဘုရားလက်ဆောင်တရားကိုသင်သုံးပါလို့ပြောတယ်နော်ထို့တူဒုက္ခဒေါမနတခန္ဓာကိုယ်ရဲ့ physical pain mental pain စိတ်ထဲကပူပန်စိတ်ထဲကအလုံးမကျလို့ဒေါသဖြစ်တာတွေခံစားရတာတွေ
ဒုက္ခဒေါမနတခန္ဓာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာခုနကကောကနဲ့ဒီကဒေါမနတဆိုတာတရားသဘာဝချင်းအတော့တူတူပဲသို့တော် express သွားတယ်ပေါ့ကောကဆိုတာကိုမြင့်တဲ့အရာတစ်ခုဆုံးရှုံးတော့မယ်သို့မဟုတ်ဆုံးရှုံးသွားပြီဆိုလို့ပူတယ်ဒေါမနတဆိုတာအဲ့ဒါမျိုးနဲ့မပတ်သက်ဘူးစိတ်ထဲမှာအလိုမကျဖြစ်တယ်ဒေါသဖြစ်မှုဖြစ်နေတယ်အဲဒါကိုရသော်ရနှစ်ခုသလုံးနဲ့ဟောတာတချို့ဟာကောကမဟုတ်ဘူးဒီအစိုးတရားရင်ရင်းမှာပူလောင်စေတဲ့အစိုးတရား၄မျိုးကိုဖယ်ရှားဖို့ဆိုတာလည်းဒီတရားကျင့်လိုက်လို့ရှိရင်ဖယ်ရှားပါနိုင်တယ်ဖယ်ရှားပါပြီဆိုရဲဒီဉာဏ်နာပုဂ္ဂိုလ်ရဲ့အရှင်ရတဲ့တော့မတုံလို့တော့တာရှင်သာရိပုတ္တရာမထေရကြီးဆိုလို့ရှိရင်ရှင်သာရိပုတ္တရာမထေရကဇောင်းမမင်းကြီးပြိဋိဘံဆံတယ်ဆိုသူရဲ့သက်တမ်းကိုပဲခြေဝါးစားအောင်ဇောင်းမမင်းမတိုင်ခင်9ရက်ကြိုလေးပြီးသဘာဝဝင်စားပြီးတော့ပြန်ထပြီးကြည့်လိုက်တယ်စဉ်းစားတယ်သက်တော်များတဲ့အသက်ကြီးပြီးသက်တော်80ဖြစ်နေတယ်အကြငယ်ကဝိဝါယဝါကတော့ယောဂါကြီးကြီးကျယ်ဖြစ်တယ်ဘုရားယောဂဖြစ်တာအဲ့ဒီချိန်မှာမာနန္တိကဝေဒနာဆိုတေမရတဲ့ယောဂမျိုးပေါ့ဒီဆုံးရင်ဒီလိုရောက်သွားတဲ့ယောဂမျိုးသို့တော်မြတ်စွာသမဏနဲ့ပြန်ပြီးတော့တားထားလိုက်တယ်10လရှိအောင်ဒီယောဂကိုတားထားတယ်ဆိုတာခဏနာနော်တော့ကြောက်အောင်ပြုတာမဟုတ်ကုလို့လည်းမရတော့မာရဏန္တိကဝေဒနာဝေလူဝရောဝါကလိုက်တာပြိဋိဘမဆိုင်ခင်10လအလိုမှာအကြီးကျယ်ယောဂဖြစ်တယ်ပေါ့အဲ့ဒီချိန်မှာသမဘာနဲ့တားတာဘာဖြစ်လို့ဘုရားတားတာတော့မသိခြင်းလို့လားဆိုတော့မဟုတ်လုံးစရာတစ်ခုချမ်းသူ့ဘက်ကတရားဟောကိုချမ်းတယ်အဲ့ဒါအတွက်အများဆုံးခုခေတ်ဆိုရင်သုဘုတ်တဲ့ထုတ်တာနော်ရသော်ပြရဲ့သုဘုတ်တဲ့ကအဲ့ဒါပလမဘာဒါကိုပလမဘာကိုအာယုသင်္ခါရလို့ခေါ်တာပေါ့အသက်ကိုဆက်ပြီးထားလိုက်တယ်ဆယ်လတိတိအသက်ကိုဆက်ပြီးထားလိုက်ဥပဒတိတရားဟောကိုကျမ်းနေတယ်အကယ်၍ရသော်ပြကအဲ့ဆယ်လစောပြီးပြိဋိဘဆံသွားရင်ဥပဒအတွက်ခွင့်ရရှိတော့အဲ့ဒါလိုမဖြစ်ရအောင်လို့ပြောဆောင်ပြရှင်မတိပုတ္တရာမထေရကလည်းဒီပြိဋိဘဆံလို့ရင်9ရက်လောက်လို့တော့ကြည့်လိုက်တယ်မတ္တတရှိအာယုသင်္ခါရရောကျန်လို့ကြည့်လိုက်တော့9ရက်ပဲကျန်တာမန်ပုဂ္ဂိုလ်တွေဆိုကြောက်တော့မှာပေါ့သူကျတော့မကြောက်ဘူးလေဉာဏ်နာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကနေကျင်တာလည်းမဟုတ်သိကျင်တာလည်းမဟုတ်နေကျင်နေတဲ့ဆိုရင်အသက်ကိုစုံမဲ့တဲ့တဏှာဖြစ်တယ်သိကျင်ပြီဆိုလို့ရှိရင်ဘဝကိုမောပြီးတာဖြစ်တယ်အဆုံးနဲ့ဆိုင်လို့မလွတ်ဘူးနော်အဲ့တော့ဉာဏ်နာပုဂ္ဂိုလ်တွေဒါကြောင့်မို့လို့နာတိနန္တာမိစီရိကနာတိကေဟာမိမရဏအသက်ကိုနှစ်သက်နေတာလည်းမဟုတ်ဘူးအသက်ရှင်နေရတာကိုလည်းနှစ်သက်တာလို့ဆိုရဘူးသိမှာလည်းလူချင်တာလို့လည်းမဆိုရဘူးသို့တော့နေပြီးတယ်ဘယ်ကောရဲ့ဒါကကြောင့်များဒီနေ့လာတာထုတ်ရမယ်ဆိုတော့လာတာတော့ရတော့မှာပဲဒီနေ့လာတာလေးတော့ပြောရပေါ့ဒါကပြောတာသိချင်တာမဟုတ်ဘူးအဲ့တော့ရှင်သာရိပုတ္တရာမထေရကဘာလို့လဲဒီသဘောကျတယ်လို့အိုးဒီလေးနဲ့ခန္ဓာကိုယ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်နေရတာမနဲ့မိုးနေတယ်သူ့တတိယနာသိပေးရမလို့ရတဲ့သူ့ဒုက္ခတွေရှိတဲ့ပုံဒါတော့လေးခံထားတဲ့ခန္ဓာကိုယ်ကြီးရဲ့ဝိတရားတွေကငါလွတ်တော့လေဆိုရင်အာနိရောသဘောကျတယ်အတိအကျနာကိုပြောတာမဟုတ်ဒီဒုက္ခကြီးကတော့ငါလောရတော့မှာဒီ9ရက်တိုင်ကဒီခန္ဓာရဲ့ဒုက္ခခံရတော့မယ်နောက်ခံရမရှိတော့ဘူးနာရရတဲ့အချိန်ကိုမျှော်ပြီးတယ်လို့အဲ့ဒါလေးတော့မျှော်ပြီးပါဆိုနော်အဲ့ဒီလောက်ကြီးအောင်စိတ်ကစမ်းခိုင်သွားတာဘာကြောင့်လဲဆိုရင်အခုမြတ်စွာဘုရားဟောထားတဲ့တရားတွေပွားလို့ပဲဒီကဘာဝနာအစွမ်းချက်တယ်လို့ပဲခြံတဲ့ဘာဝနာတရားတွေကလည်းဒီလိုစွမ်းချက်တယ်ဒါကြောင့်အစိုးရင်းမျိုးကိုဖယ်ရှားလိုက်ရင်ကအကောင်းလေးမျိုးကိုလည်းအကောင်းတစ်မျိုးကိုလည်းတိဆောက်ပေးနိုင်နေတယ်အကောင်းတစ်မျိုးကဘာလို့ဆိုရင်တတ္တနာဝိတုဒ္ဓိယစိတ်ဓာတ်ဖြူစင်သွားဖို့အတွက်လည်းမရိတရား
ဒါမှလည်းမြင်ချင်းရမဟုတ်ဘူးဖြူစင်သွားနိုင်တယ်ဒီအကျင့်ကိုကျင့်လိုက်လို့ရှိရင်တတ္တဝါတွေရဲ့စိတ်ဖြူစင်သွားနိုင်တယ်နောက်ရရှိတဲ့အကျိုးတရားပါလို့ဆိုညာရတာအရှိကမာရနိဗ္ဗာန်လမ်းကြောင်းကြီးကိုသိသွားနိုင်တယ်ဟုတ်ညာရတာနိဗ္ဗာန်သွားတဲ့နာကြီးတွေ့သွားပြီနောက်ပြီးတော့နောက်ဆုံးထိုင်နေကြတော့နိဗ္ဗာန်တ္တသစ္စိကိရိယာယနိဗ္ဗာန်ကိုတွေးထားတဲ့အတိုင်းလည်းတကယ်လက်တွေ့လက်မောက်ရရှိသွားတာသစ္စိကိရိယာဆိုတကယ်လို့ရတာဆိုတော့ကောင်းကျိုးကတော့ဆိုးတဲ့အရာဖယ်ရှားပြတာက၄ခုပေါ့အဆိုးလေးခုကိုဖယ်ရှားပြီးတော့အကျိုးသုံးခုရရှိတဲ့အာရုံပေါက်လိုက်တဲ့အခါဘုရားတရားကိုရှင်းသုံးတာကအကျိုးခုမျိုးရှိတယ်မကောင်းတဲ့အရာ၄မျိုးကိုဖယ်ရှားပြီးတော့ကောင်းတဲ့အရာ၃မျိုးကိုရယူရတယ်ဒီလိုဆိုတာနော်မေတ္တာဘာဝနာပွားလိုက်လို့ရှိရင်ကြည့်ရသော်ဗျာခုနကကိုယ်ကနဲ့လာတိုင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေတဲ့စိတ်ဆိုးနဲ့စိတ်ဆိုးရင်ကဆုံးမအောင်မလိုက်နိုင်ဘူးဒါကြောင့်မို့လို့သူ့ပေါ်မှာမလုပ်ရမလဲဘာနဲ့တုံ့ပြန်ရလဲမေတ္တာနဲ့တုံ့ပြန်အဲ့ဒီလိုလာပြီးတော့ရင်းတဲ့ပုဂ္ဂိုလ်ကိုတဲ့နာလောစိတ်တံပရိဏတံဘဝိတ္တိငါရဲ့စိတ်ကလေးဟာအပြောင်းလဲမဖြစ်စေရဘူးဒီလိုကြိုက်ပြောင်းလဲမဖြစ်စေရဘူးနတ်အပါပိကဝါစာလိစ္ဆာလိတ္တရှင်ရုံမှာမကြောင်းမနာတာစကားတွေကိုမပြောမိစေဘူးခိတယုကံဒီဝိရိတ္တမေတ္တာစိတ်ကနတ်ဒေါသံကလားမေတ္တာထားပြီးအကျိုးလိုလားတဲ့စိတ်ဓာတ်ကိုသိဆောင်မယ်အဲ့ဒီပုဂ္ဂိုလ်ကိုအာရုံပြုပြီးတင်းစားပုဂ္ဂနာမေတ္တာသားကတိနာစေတနာပြိတ္တမဝိရိဏအဲ့ဒီပုဂ္ဂိုလ်ကိုပဲအထူးမေတ္တာပုတ်ပြီးတော့နေမယ်တရားဝန္ဒနာမေတ္တာသဗ္ဗဝန္ဒံလောကအဲ့ဒီပုဂ္ဂိုလ်အာရုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့မေတ္တာကိုပဲတလောကလုံးကိုဖြန့်ကျက်ပြီးတော့ကျေပြတ်တဲ့မေတ္တာတကြီးရအောင်ကြိုးစားမယ်ဆိုပြီးအဲ့ဒီလိုရှင်းပါလို့သက်သာကြကကစုပမတုတ်တံမှာဒီလိုဟောခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကဘာရဲ့နှစ်ဥကာလနှစ်ဆန်းတရမှာဘုရားရှိခိုးဒီလိုပြိဿပေါင်းလို့မိမိတို့ရင်ဆိုင်ကြုံတွေ့နိုင်တဲ့စကား၅မျိုးသောစကား၅မျိုးတဲ့မိမိတို့ကိုယ်တိုင်ကဟုတ်လားပြောနေတဲ့အချိန်ကပြောမယ်မှန်တယ်ဝါပြောမယ်တိမ်မွေးတဲ့စကားဝါပြောမယ်ရင်ကြီးကြီးပြောမယ်အကျိုးရှိတာဝါပြောမယ်မေတ္တာစိတ်နဲ့ပြောမယ်မိမိတို့ကိုယ်တိုင်ကဒီလိုကျင့်သုံးထားပြီးမဲ့လို့ကျင့်သုံးနိုင်အောင်လည်းကျင့်သုံးရမှာပေါ့ကျင့်သုံးထားပြီးမဲ့လို့ပတ်ဝန်းကျင်ကအဲ့ဒီနဲ့ဆန့်ကျင်တဲ့စကားတွေပြောလာလို့ရှိရင်မေတ္တာနဲ့တုံ့ပြန်ဖို့မေတ္တာနှလုံးအခိုင်အမာထားပြီးကျင့်သုံးနိုင်ကြပါစေလို့ဘုန်းကြီးတို့အားလုံးတရားရှိခိုးမှုတွေပြိဿတွေဒီနေ့2009ခုနှစ်စတင်တဲ့နေ့မှာစပြီးမေတ္တာနှလုံးအစဉ်သုံးနိုင်ကြပါစေကုန်သတည်းတတ္တဝါများစွာဝိယံကွာသံဃာကြပါစေမေတ္တာဤချမ်းသုံးပါးဖြံဝိညာဉ်ကြပါစေလက်ရှိကျမ်းမာစိတ်ချမ်းသာဝိရသန္တာပြပါလေဘုံမန္တဒုက္ခသင်္ကေဇာမေတ္တာပုံနေတုသင်္ကမာမနောတရာတိတလေတံဘဝယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းကိုအမေတ္တာတတ်ကိုရောင်ယူပါဝင်ဝေလမင်းနှင့်ရောင်ရင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သာဝေတံတွင်မဲ့ဥပ္ပံလုံးကိုရစွာတတ္တဝါတို့၏မနောတရဏဉာဏ်ဖြစ်စေအေးကြည်လင်းသည့်ရေစင်ကြည်တင်စိတ်နှလုံးသည်ဟူသောမြေအိုင်၏အတွင်၌ဒုက္ခပင်ရတာအစင်သာဝရအိယကြည်သာသာယာပွင့်လန်းချမ်းသာဒုက္ခဤဟူသောဘုမုဒ္ဒရာဇာဗန်တို့သည်ဘုံလန္တဝန္တာရှင်မြူဝုံမြူလည်းရဲ့ကြည်ဝဲကျုံစုပွင့်ရကုန်မူဖြစ်၍သုတ္တရကာရေအောက်လီ
ချက်ရောရှေသင်ပြန်ပြီးဒီတော်ယနန္တို့သည်ဘဝရန်သူကောင်းစွာမဲ့သည်ကြိုင်နိုင်ရည်ကြပါစေကုန်